ပြင်ဆင်စရာရှိတာပြင်ဆင်ဖို့9မိနစ်အချိန်ရမယ်ကိုဘကိုသွားပါလားစောက်ရေးကမပါဘူးမတော်လို့အဲ့ကောင်လေးလက်ထဲကျုပ်သာရောက်သွားရင်ဖင်းချခါမှကျင်းသေးတယ်အေးဗျာအတန်ကြားတာနေရင်ဖင်ကျင်းနေပြီဒီမှာမိန်းကလေးတယောက်ပါလားတန်ရရောက်ခါရဲနဲ့တူတယ်ဆေးရုံကိုခေါ်သွားလိုက်ရအောင် The stillness of the night under the moonlight. ကောင်းမလေးကချောချောလေးဗျာချစ်စရာလေးနော်စလောက်ပေါင်မှာခေါ်တီးဦးမယ် ဆရာဝန်တွေပြောသမျှလိုအပ်တာတွေတည်တည်ချာချာစီစဉ်ပေးလိုက်နော်နိုးလာရင်ငါ့ကိုတရင်ပို့ မင်းကလေးကခေါင်းကိုထိထားတဲ့အတွက်ခင်ဗျားတို့တေးသေးချာချာဂလူဆိုင်မှာရမယ်ဘေးဝဲမဲ့ဘေးတယ်ဗျာစကီတာလည်းမကြပြီလီးတယ်မှာပဲ ညီမလေးဘာမှအားမငယ်နဲ့နော်လိုရာရှိရင်ကိုကြီးကိုပြောညီမလေးအတွက်ဆိုကိုကြီးကအားလုံးဖြည့်ဆည်းပေးဖို့အသင့်ပဲ ရေးစစကလည်းမပြောတာဘူးငါရန်ရိုးတာတယ်လိန်ညာပြီးငါပြောတာဘူးငါရန်ကြည့်ပြူတယ်အချစ်ကြောင်းလဲမနာမလဲဘူးနေငါကြည့်